အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူတိုင်းကြုံတွေ့ရလိမ့်ရှိပြီးစိတ်နှောက်ယှက်ဖြစ်ရတဲ့ပြဿနာတစ်ခုအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်အားလုံးလည်းကြုံဘူးကြမှာပါမင်္ဂလာပွဲတစ်ခုခုအခမ်းအနားတစ်ခုခုတက်ခံပြီးမနေ့မှန်ကြည့်လိုက်တဲ့အခါမှာမျက်နှာမှာဝက်ချံကြီးပြူနေတာကိုအဲ့ဒီတစ်ခုတည်းသောဝက်ချံပဲကိုလာမိုက်ယုံကြည်မှုကိုဖျက်ဆီးပစ်လိုက်တယ်ဒီနေ့မှာတော့ဝက်ချံဆိုတာဘာလဲဘာကြောင့်ဖြစ်တာလဲဝက်ချံပေါက်တာကိုဘယ်လိုရှော့ချနိုင်လဲဆိုတာကိုပြောပြတော့ပါမယ်ကျမ်းမာရေးအလားအပနေထိုင်စားသောက်မှုနဲ့ဆိုင်တဲ့ဗီဒီယိုတွေကိုမှန်မှန်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့လည်းမေတ္တာရက်ခံပါရစေဆိုတော့ဝက်ချံဆိုတာဘယ်အစားဖြစ်လာလဲပြောရရင်ကျွန်တော်တို့ရဲ့အေးပြားပေါ်မှာတင်းငယ်တဲ့အပေါက်ကလေးတွေရှိတယ်ဒီပေါက်ကလေးတွေရဲ့အောက်မှာအဆီထုတ်တဲ့ဂလန်းတွေနဲ့ချိတ်ဆက်ထားတယ်အဲ့ဒီဂလန်းထုတ်တဲ့အဆီတွေနဲ့အေးပြားပေါ်ကဆဲအသေးတွေရဲ့ဗတိတွေရတွေရဲ့ပေါင်းပြီးတော့ဝက်ချံဆိုတာဖြစ်လာတာပါပဲကျွန်တော်တို့ကဝက်ချံပြဿနာကြုံရတာကိုပြန်စဉ်းစားကြည့်ရင်အခုမှသာမဟုတ်ဘူးလူပြိုပေါ်ဝင်စားအပြိုပေါ်ဝင်စားအရွယ်ကလေးကဇက်တိုက်ကြုံခဲ့ရတာပဲအထူးသဖြင့်လူငယ်အရွယ်ဟော်မုန်းအပြောင်းလဲဖြစ်တဲ့ကာလမှာဝက်ချံတွေအများကြီးထွက်လေရှိကြတယ်အဲ့ဒါတော့ပုံမှန်ပါပဲဝက်ချံဆိုတာရေပြားတယ်မကဘူးကိုယ့်ရဲ့ယုံကြည်မှုကိုလည်းထိခိုက်စေတယ်ဝက်ချံကြောင့်အရှက်ရတာလူကြားထဲမသွားချင်တာမျိုးအထိဖြစ်စေတတ်တယ်တခါတလေစိတ်ဖိစီးမှုတောင်ဖြစ်စေနိုင်တယ်ဒါဖြင့်လူတိုင်းမှာအပြဿနာရှိလားဆိုတော့အဲ့လိုလည်းမဟုတ်ပြန်ဘူးတချို့လူတွေမှာဆိုရင်မျက်နှာမှာဘာဝက်ချံမှမရှိပဲပြောင်ချောနေတာကိုတွေ့ရတတ်တယ်လူတစ်ယောက်နဲ့တစ်ယောက်ဝက်ချံထွက်နှုန်းမတူရတဲ့အကြောင်းရင်းတွေထဲမှာမျိုးရိုးဟော်မုန်းပမာဏအနေများတကိုယ်ရည်တန်ရှင်းရည်နေထိုင်စားသောက်မှုပုံစံစတာတွေအများကြီးပါဝင်ပတ်သက်နေတယ်ဥပမာအားဖြင့်မိဘမှာဝက်ချံထွက်များရင်သားသမီးမှာလည်းဝက်ချံထွက်များတာကိုတွေ့ရတတ်တယ်ဝက်ချံတော့ဘယ်လိုကုစားကြမလဲဒါကတော့တော်တော်များများသိကျင်ကြမယ်မေးခွန်းပါကျွန်တော်တို့ဘက်ကပြောင်းလဲလို့ရမယ့်အရာတွေရှိမယ်ပြောင်းလဲလို့မရတဲ့ဟာတွေလည်းရှိမယ်မျိုးရိုးဗီဇအသက်အရွယ်ဒါတွေကိုတော့ကျွန်တော်တို့ကပြောင်းလဲဖို့မဖြစ်နိုင်ဘူးပေါ့ဒီတော့ကျွန်တော်တို့ပြောင်းလဲနိုင်တဲ့အဓိကအချက်တွေနေထိုင်စားသောက်မှုပုံစံတွေကိုပြောင်းလဲမယ်ဆိုရင်ဝက်ချံထွက်တာကိုအထိုက်အလျောက်ညွန်နေအောင်လုပ်နိုင်မှာပဲဖြစ်တယ်ပထမဆုံးစားရရင်အစားအသောက်ကပေါ့နော်ကျွန်တော်တို့နေ့စဉ်စားတဲ့အစာထဲမှာစီများလုံးစားများလုံးတဲ့အစာတွေတကြားများလုံးတဲ့အစာတွေဒါတွေကိုတတ်နိုင်သမျှရှောင်ရမယ်အထူးသဖြင့်အသင့်စားအာလူကြော်တွေစီကြော်တွေဒီကောင်တွေမှာကစားပမာဏအရင်များတယ်အသင့်တောက်အချိုးတွေမှာဆိုရင်လည်းပါတဲ့တကြားပမာဏကကျွန်တော်တို့တစ်နေ့တာလိုအပ်တာထက်မတရားများနေတယ်ဒါတွေကိုကျွန်တော်တို့ကတတ်နိုင်သမျှရှော့စားလို့ရှိရင်ဝက်ချံထွက်တာကိုတတ်တာစီမှာပဲဖြစ်တယ်ပြီးတော့ရေသားဖို့ဒီဟာကအယိုးရှင်းဆုံးနဲ့ကျွန်တော်တို့အမေ့ဆုံးအရာတစ်ခုပဲတစ်နေ့ကိုအနည်းဆုံးရေ2လီတာဝင်အောင်တောက်ပေးဖို့လိုတယ်ရေတောက်လိုက်ခြင်းကရေပြား6တာကိုတက်တာစေပြီးရေပြားကျန်းမာရေးကိုကောင်းမွန်စေတယ်နောက်တစ်ခုကအေးဝါအိတ်ဖို့ပဲဒီနေ့ခေတ်မှာကျွန်တော်တို့ကည7နာရီ12နာရီကျော်တဲ့အထိဖုန်းတွေပို့ပြီးအိတ်ဖို့မိနေတတ်ကြတယ်နောက်ကျမှအိတ်ခြင်းကခန္ဓာကိုယ်ရဲ့ကလီစာတွေရောင်ရမ်းစေပြီးခန္ဓာကိုယ်ရဲ့ပြန်လည်ပြုပြင်နိုင်စွမ်းကိုရှော့ချလိုက်လို့ဖြစ်စေတယ်အဲ့ခါမှာခန္ဓာကိုယ်က stress ကြောင့်ဝက်ချံပိုထွက်တတ်တယ်ဒါကြောင့်အေးဝါအိတ်ဖို့ကအရေးကြီးပါတယ်ဝက်ချံထွက်တာကိုနည်းစေဖို့ပြင်ရမယ့်နောက်အချက်တစ်ခုကတော့မျက်နှာကိုမထိဖို့မကင်ဖို့ပါပဲကျွန်တော်တို့ဟာတနေ့မျက်နှာကိုအကျိန်90ရာနေအကျိန်ရာကျော်အထိကိုယ်ဘာသာတော်မသိလိုက်ပဲထိမိကင်မိကြတယ်အဲ့ဒါကဝက်ချံပေါက်ဖို့အတွက်အဓိကလောင်စာဖြစ်နေတယ်လက်ပေါ်ကဘက်တီးရီးယားတွေကိုမျက်နှာစီကိုအရောက်ပို့ပေးလိုက်လို့ဖြစ်နေတယ်ဒီတော့ဝက်ချံပေါက်ခဲ့လို့ရှိရင်ဝက်ချံကိုလက်နဲ့မညစ်ဖို့အရန်ရေးကြည့်ပါတယ်ဝက်ချံအမာရုပ်ကြံခဲရုံသာမကဝက်ချံထဲမှာပိုးဝင်ပြီးအနာအထိဖြစ်လာနိုင်ပါတယ်ဝက်ချံအတွက်တောက်ဆေးနဲ့လိမ့်ဆေးတွေလည်းရှိပါတယ်ဒီဆေးတွေကိုတော့အရေးပြားထူးခုဆရာဝန်နဲ့ပြသပြီးမှတောက်တာလိမ့်တာလုပ်တင်ပါတယ်နောက်ဆုံးတစ်ခုကတော့တစ်နေ့ကိုအနည်းဆုံးမျက်နှာနှစ်ခါတစ်ဖို့ပါပဲစိတ်ဖိစီးမှုရှော့ချတာကလည်းဝက်ချံထွက်နေစေဖို့အထောက်အကူပြုပါတယ်ဝက်ချံပြောက်ဖို့ကအချိန်ယူရတဲ့အတွက်စိတ်ရှည်ဖို့ကအရေးကြီးပါတယ်ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံကိုတစ်လားလောက်တေချာပြောင်းလဲလိုက်ရင်ကိုပဲဝက်ချံထွက်တာတိတိတတ်တာနေသွားတာကိုတွေ့ရမှာပါဗီဒီယိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ် channel ကို like and subscribe မလုပ်ရသေးရင်လုပ်ပေးခဲ့ဖို့တောင်းဆိုပါတယ်အားလုံးပဲဝက်ချံကင်းနဲ့အလားမျက်နှာပိုင်ရှင်လေးတွေဖြစ်ကြပါစေ